လောကကြီးကစိတ်ပြက်ပွဲဖြစ်ပြီးစိတ်ထဲမှာ6တွေ့ဖြစ်ပြီးလောကကြီးကိုညင်းငွေ့ပြီးဘာလို့မှမသိလောက်အနေထားမျိုးတွေဖြစ်တဲ့အခါမျိုးမြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုဆင်ញင်ပွားများလိုက်လို့ရှင်စိတ်အားတွေလန်းဆန်းပြီးတော့ပြန်တက်ကြွလာအဲ့ဒီအားတွေကိုယူပြီးတော့ပြန်ပြီးဆင်ញင်သုံးသပ်ဝိပဿနာထပ်ပြီးတော့ရှုတဲ့အခါမှာဉာဏ်စွမ်းတွေပိုထက်လာတယ်ဒီလိုနည်းစနစ်တွေရှိတယ်ပေါ့တရားတရားတွေတိုးပွားလာအောင်လှုပ်ပြီးတော့ပေးကြရတဲ့ထဲမှာဘုရားရဲ့ဂုဏ်တော်တွေမကြာခဏဆင်ញင်ပြီးကိုယ့်ကိုအားပေးတာဆင်းရဲဒုက္ခရောက်တဲ့အခါမှာလည်းမြတ်စွာဘုရားရဲ့ဂုဏ်တွေကိုဆင်ញင်ပြီးတော့ကိုယ့်ရဲ့ဒုက္ခကိုကြိတ်မိတ်ပြီးတော့ခံစားကြအဲ့ဒါလို့မဟုတ်လို့ရှင်ကာယကဒုက္ခခံစားနေရတဲ့အချိန်မှာစေတသိကဒုက္ခလို့ခေါ်တဲ့မကျေနပ်မှုတွေစိတ်တူမှုတွေဒါတွေဒေါသတွေကကိုယ့်ကိုလွှမ်းမိုးလာပြီဆိုတဲ့အခါမှာလူတွေမှာအ ਨੇ ဆုံးတော့ကိုယ့်ကိုပြောကြတယ်သိလိုက်ရင်ကောင်းတယ်တကယ်တော့မသိခြင်းမှမဟုတ်ပါဘူးเนาะသို့တော့ဒုက္ခမခံနိုင်တဲ့အခါအဲ့ဒါမျိုးဖြစ်တယ်အဲ့လိုသိလိုက်ရင်ကောင်းမယ်လို့တွေးနေမဲ့အစားဒီလိုဒုက္ခတွေလွတ်မြောက်အောင်မြတ်စွာဘုရားကဟောတာပါလားဒါတဏှာတွေကဒုက္ခဆိုတာဒါပဲငါတို့လိုချင်လို့အကောင်းထင်ပြီးတော့ယူထားတဲ့ခန္ဓာတွေတဲကပါလာတဲ့ဒုက္ခတွေဆိုတာဒါတွေပါလားလို့တာဝေကတရားဖြစ်ပွားပြီးမြတ်စွာဘုရားတောင်းမှဒီလိုဒုက္ခတွေခံရတာပဲငါလိုလူတော့ဘယ်ပြောစရာရှိမလဲဆိုတဲ့စိတ်ဖြစ်သိမ့်မှုလေးတွေဟာတရားသဘောနဲ့ဖြစ်သိမ့်တာဖြစ်တယ်ပေါ့မြတ်စွာဘုရားဟာတကယ်သမ္မာသမ္ဗုဒ္ဓအမှန်ကန်သိတဲ့ဘုရားဖြစ်ပါပေတယ်အဲ့ဒီဘုရားကဒီဒုက္ခတွေလွတ်အောင်ဟောတာတရားတော်များဟာလည်းပဲမှန်မှန်ကန်ကန်ဟောတဲ့တရားတော်ဖြစ်ပါပေတယ်ဒီဒုက္ခတွေလွတ်အောင်ဒီတရားကျင့်ရမှာတန်ဃာတော်ရှင်မြတ်တွေကလည်းဒီဒုက္ခကလွတ်မြောက်အောင်မှန်ကန်တဲ့ဗြဟ္မစရိယအကျင့်ကိုကျင့်သွားကြတာလို့ဘုရားကုံတရားကုံတန်ဃာကုံတွေနဲ့ကိုယ်စိတ်ကိုလွှမ်းထုံထားလိုက်တဲ့အခါမှာဒုက္ခတွေပေါ်မှာခန္ဓာအတန်တင်းရသွားတယ်ပေါ့ဒါစိတ်ရဲ့ထွက်ပေါက်ကလေးတစ်ခုပဲပေါ့